လေးနဲ့တွဲလာတာတလကြာတဲ့အချိန်တူနဲ့လက်ထက်တော့မဲ့မိမကိုရှီဖုန်းဆက်လာပြီးတော့တူယောက်ျားနဲ့ပြက်ပေးပါတဲ့အခုရက်ပိုင်းရဲ့ပုံပြင်ကတော့စနိုက်ဆိုတဲ့စကားလုံးနဲ့မကွဲတော့ဘူးကဲဒီနေ့ရဲ့ပုံပြင်ရောဘယ်လိုဖြစ်သွားပြန်ပြီလဲခေမာဝင်းနဲ့အတူစတိုက်နားထောင်ရအောင်ဒီနေ့အလားပြင်ပြီးတော့လားမပြင်ရသေးဘူးဆိုရင်ခုပုံပြင်နားထောင်ရင်းနဲ့ပြင်လို့ရပြီနော်ကိုကရန်ကုန်မှာအလုပ်လုပ်တယ်အလုပ်အားလဲရက်ဆိုရင်အပြင်တွားလဲတာဘာညာတိတ်မရှိဘူး TikTok ဆိုတဲ့ဝါဒနာလေးတစ်ခုတာရှိတာကိုကအမြဲတမ်း TikTok တင်နေတော့ comment မှာတော့ TikTok message မှာတော့စကားလာပြောရလို့ကမနေဘူး message ချက်ပါမှာတော်တော်များများယောက်ျားလေးကလာကြောင်တယ်လာစတယ်အဲ့လိုလူကြားထဲမှာမှချင်းချက်တယောက်ပါတယ်သူများကိုရီးစားစကားပြောပြီးလာကြောင်နေတဲ့အချိန်မှာသူကရီရင်ကြီးကြီးတီတီငင်ငင်နဲ့ say hello ဒါနဲ့ကိုကလည်းသူ့ကိုစာပြန်မိသွားတယ်တငယ်ချင်းတယောက်အနေနဲ့ပဲအဲ့ချိန်မှာကိုမှလည်းကောင်လေးရှိပြီးသားစာပြန်လိုက်ပြီဆိုရင်အဆက်အတွေ့ကရှိသွားပြီလေဇလန်ကဒီကနေပဲစတော့တယ်အဲ့လိုနဲ့ပဲသူနဲ့အမြဲတမ်းစကားပြောဖြစ်သွားတယ်အခြားဟာဘာမှတော့မရည်ရွယ်ပါဘူးတငယ်ချင်းတယောက်အနေနဲ့ပဲအစပိုင်းမှာသူပြပေးတဲ့ပုံစံကဘယ်လိုလဲဆိုရင်သူကအလုပ်စူးစမ်းပြီးတော့မိသားစုကိုလည်းစောင့်ရှောက်တဲ့လူပေါ့တဖြည်းဖြည်းနဲ့ဆိုရင်သူကလည်းကိုရှိရင်ဖွင့်လာတယ်သူမိသားစုအကြောင်းတို့သူ့အလုပ်မှာရှေ့ကိစ္စအကြောင်းတို့ပြီးရင်သူ့ရဲ့ကောင်မလေးကလည်းယောက်ျားနောက်လိုက်သွားတယ်တဲ့ကိုကသူများကိုလွယ်လွယ်ကူကူနဲ့ယုံတယ်လေအေးဒီကောင်ကတနာစရာပါလားဆိုပြီးတော့ကိုတော်မှသူနဲ့ပြန်ရင်ဖွင့်လိုက်သေးတယ်ကိုနဲ့ကိုကောင်လေးအကြောင်းဘယ်တိမှာလဲသူများကအစအနဲ့အစုံအကောင်လိုက်လိုက်နေတာအကောင်ကိုအငိုမြင်းသားလို့ပဲခေါ်လိုက်မယ်အမလေးဟန်ဆောင်မကောင်းချက်သူများရုပ်ရှင်ရိုက်တာငိုတဲ့လူလိုအဲ့တဲ့ချိန်ဆိုရင်သူ့ကိုခေါ်မှာအချိန်ကကိုကောင်လေးနဲ့ပြက်သွားတဲ့အထိခုံကြော်လာမယ်သူနဲ့အမြဲတမ်းရင်ဖွင့်နေတော့ကိုကောင်လေးနဲ့ပြက်ကြောင်အငိုမြင်းသားလဲတိတာပေါ့ကိုကအသေးကွဲနေတဲ့ကာလဖြစ်နေဆိုတော့စိတ်ကအဲ့လောက်ထိမခိုင်ပါဘူးသူကကိုရဲ့အလင်းအောင်ပဲနေရာမှာတော်တည်ရတယ်နင်တို့နှစ်ယောက်ကအေးဆေးနဲ့စကားပြောပြီးတော့ပြက်သွားတာတဲ့ငါကောင်မလေးဆိုရင်တဲ့ငါနဲ့တွဲနေတဲ့အချိန်အခြားကောင်လေးနဲ့ခိုးပြေးသွားတာတဲ့အဲ့လိုနဲ့ပဲတယောက်နဲ့တယောက်ရင်ဖွင့်ပြီးတော့အပြင်မှာတကယ်တွေ့ရင်နှစ်ယောက်လုံးဖက်ပြီးအောင်းအောင်ငိုမဲ့ပုံပဲအဲ့လို relationship နဲ့ပဲတရက်ကြတော့အငိုမင်းသားကို့တဘောကြနေတာကြာပြီတဲ့အရင်ကတည်းကတဲ့ဒါပေမဲ့အရင်ကကို့မှာကောင်လေးရှိလို့တဲ့သူကနောက်ဆုတ်ပေးခဲ့တာတဲ့မသိရင်သူကယောက်ျားပီတာတာပေါ့ကိုကအချင်းချင်းစကားပြောနေရလဲကြာပြီသူ့ကိုလည်းတဘောကြနေဆိုတော့အပြင်မှာတစ်ခါမှမတွေ့ဘူးပဲနဲ့သူနဲ့အဲ့လိုတွဲဖြစ်သွားတာအငိုမြင့်သားကလည်းကြံကုန်မှာပဲနေတာသူကတောင်တကုံမှာနေတယ်ကိုကပန်းစိုးတန်းမှာနေတယ်ဝေးတယ်လို့ပြောရင်လည်းအဲ့လိုမဝေးပါဘူးတလတွဲလာတာသူနဲ့တစ်ခါပဲတွေ့ဘူးတယ်အဲ့ဒါကိုကနားမလဲဘူးအချစ်စစ်လို့ထင်နေတာဆက်ဆက်တွဲတော့ကဆိုရင်အမလေးတော်ကီကတော့မိုက်ချက်ပဲအချိန်ရှိရနဲ့ VC ခေါ်တယ်မနဲ့နေ့လေညအချိန်မရွေးတူ VC ခေါ်လာတာကိုကအလုတ်ရှုံနေလို့မကင်မိဘူးဆိုရင်မျက်ရည်ကပေါက်ကြတယ်ဟဲ့အဲ့ဒါကြောင့်မလို့အငိုမြင်းသားလို့ခေါ်တာသူအမှန်ဆိုရင်အဲ့ချိန်မှာအငိုမြင်းသားကကောင်မလေးရှိတယ်အဲ့ကောင်မလေးကလည်းတူနဲ့လက်ထပ်ဖို့အစီအစဉ်ရှိနေပြီအငိုမြင်းသားကအခြားဘာမှမတက်ပေမဲ့အချိန်စီစဉ်တဲ့နေရာပိုင်းမှာတော့မိုက်ချက်ပဲတနေကုန်ကိုနဲ့ VC အချိန်မရွေးခေါ်နေရအောင်မှဂျားမှာသူ့ကောင်မလေးနဲ့ VC ခေါ်ချင်းတွေးဖို့အချိန်ကသူရှိသေးတယ်တကယ်အချိန်စီမံခန့်ခွဲမှုဆရာကြီးပဲဘာလို့ကိုကအဲ့လိုယုံကြည်မှုအပြည့်နဲ့ထားလဲဆိုရင်သူအိမ်မှာရှိနေတဲ့အချိန်လဲကိုကို VC ခေါ်လို့သူမိသားစုတို့သူ့အမေတို့အကုန်လိုက်ပြတယ်တရက်ကြတော့ TikTok comment မှာစနိုက်မာတို့ဘာတို့မိန်းကလေးတယောက်ကကိုကိုမမရန်ရန်လာဆဲထားတယ်ကိုမကောင်လေးဆိုရင်တူပဲရှိရလေသူ့အမေကြည့်လိုက်တော့အဲ့ဒါကသူအရင်ကောင်မလေးရဲ့တငယ်ချင်းနဲ့သူအရင်ကောင်မလေးရတဲ့အခြားယောက်ျားနောက်ခိုးပြေးသွားတာတဲ့အခုကတဲ့သူအိမ်ထောင်ကွဲပြီးတော့တဲ့သူနဲ့ပြန်ပတ်သက်ချင်လို့တဲ့သူ့ရှိပြန်လာကတ်တာတဲ့တနေ့ကအချိန်မရွေး VC ခေါ်နိုင်တယ်ဆိုတော့ကိုကတကယ်ယုံသွားတာအမှန်ဆိုရင်အဲ့ချိန်ကအငိုမြင့်သားနဲ့လက်ထက်မဲ့ကောင်မလေးကကိုရှိနေမှန်းတီလို့သူတို့ညကရန်ဖြစ်နေပြီသူကသူနဲ့လက်ထက်တော့မဲ့ကောင်မလေးကိုဘယ်လိုပြောလဲဆိုရင်ကိုကသူ့အတင်းအတန်ချစ်နေလို့တဲ့သူကခဏလေးတွဲတာတဲ့အဲ့ဒါကိုနောက်ပိုင်းမှာတီးရတာအဲ့ချိန်ကကိုကသူရဲ့ only one ပဲထင်နေတာအဲ့တော့တွဲတောင်တွဲနေပြီဆိုတော့သူနဲ့ချင်းတွေ့ဖို့ကတော့စီစဉ်ရတော့မှာပေါ့ဒါနဲ့အငိုမြင့်သားနဲ့ first date လည်းဖြစ်တယ် final date လည်းဖြစ်တယ်အဲ့ရက်ရောက်လာပြီအပြင်မှာတကယ်တွေ့မှပဲအငိုမြင့်သားကအဲ့လောက်ထိလည်းမချောဘူးကက်စီလည်းကုတ်တယ် first date မှာဘာမှမကြွေးလိုက်ဘူးဘဘတီးတစ်ခွက်ပဲဘာလို့အဲ့လောက်အောင်ဈေးကြီးရလဲပတ်စံအိတ်လည်းဖွင့်ကြည့်လိုက်တော့ပါလာတာကအမလေး2000ပုံစံကတူအိမ်ပြန်ရင်ကားခါတောင်ရှင်းပေးရမယ်ပုံပြီးတော့သူကပတ်စံမရှိတာဘူးဝယ်မခံဘူးကျွမ်းပြီးမျက်နှာယူချင်သေးရဲ့နေ့ကိုတွေ့ချင်လို့လေတဲ့လောနဲ့အိမ်ကနေထွက်လာတာ2000ပဲပါတယ်တဲ့အဲ့ရက်ပဲသူကသူ့ရဲ့ဖုန်းကိုအကုန်လုံးလန့်ပြတယ်တော့ TikTok comment ရဲ့ကိစ္စကိုရှင်းပြမလို့တဲ့အကောင်မလေးကတကယ်သူ့အရင်ကောင်မလေးပါတဲ့အခုသူနဲ့ဘာမှမပတ်သက်ဘူးတဲ့ဟန်ဆောင်မှုကကောင်းချက်အငိုမြင့်သားကမျက်ရည်ခြူကျပြီးတော့ရှင်းပြတာကိုမရှိရင်တွက်ကပါပြက်မလို့ပါလို့နဲ့ဒါနဲ့ပဲအငိုမြင့်သားနဲ့ first date ကအဲ့လိုနဲ့ပဲပြီးသွားရင်နောက်ပိုင်းမှာလည်းဘယ်တော့မှတို့မမြင်ဘူးတော့အချိန်ကိုတင်းကျွတ်ထိခုံကြော်လာမယ်
တတဲ့ကျွတ်တော့တူနဲ့လက်ထက်မဲ့ကောင်မလေးနဲ့တူကအပြင်လျှောက်လဲကြတယ်ကိုနဲ့ပြောတော့ចောင်းသားဟောင်းတွေ့ဆုံပွဲတဲ့တကယ်ယုံတာတော့ကိုကအဲ့လောက်ထိတောင်မှနုံတာအဲ့ချိန်ကတူအပြင်ရောက်တဲ့အချိန်ကို VC ခေါ်တည်းရဲ့အဲ့ကောင်မလေးကအင်တာတွားတာနေမှာတွေ့ရဘေးမှာတော့မရှိဘူးအဲ့ဒါကရှင်နုံတာမဟုတ်ဘူးအဲ့ဒါလည်းမဟုတ်ဘူးတူကတကယ်ဟန်ဆောင်မှုကောင်းလို့အချိန်စီမံခန့်ခွဲမှုဆရာကြီး VC ခေါ်ပြီးကိုအင်ဂျီဝယ်ဖို့ရွေးခိုင်းတာကိုတောင်အင်ဂျီရွေးပေးလိုက်သေးတယ်ဟိုကောင်မလေးနဲ့ပြောတော့အဲ့ဒါကအကောင်းဆုံးတငယ်ချင်းရွေးပေးထားတာတဲ့အဲ့ဒါကနောက်ပိုင်းမှာတူကောင်မလေးကကိုနဲ့ဒဲလာရှင်းလို့တီးရတာတူနဲ့လက်ထက်မဲ့ကောင်မလေးကိုရှိနေရတည့်ရတာနဲ့တူနဲ့ဆက်ပြီးတော့တွဲတာဘလို့ကျင်းထက်လိုက်လည်းမသိဘူးတက်တော့မှဆိုရင်လည်းအခြားကောင်မလေးနဲ့ easy ကလေးဖြစ်ထားတာတွေအများကြီးပဲတရက်ကြတော့အဲ့ကောင်မလေးကဖုန်းဆက်လာပြီးကိုရှိသူတို့ကလက်ထက်တော့မဲတဲ့နင်ပြက်ပေးတဲ့ကိုကပဲစနိုက်ကြော်တာပေါ့ကိုကတကယ်ကြောင်ပြီးတော့လှန့်တော့တာအဲ့ချိန်မှပဲအကောင်မလေးကပြောပြတယ်ဒူဘယ်တော့မှအခြားကောင်လေးနောက်ခိုးမပြေးဘူးဒီအငုံမင်းသားနဲ့တွဲလာတာလည်း9နှစ်ရှိနေပြီအကောင်မလေးကကိုရှိဖုန်းဆက်ပြီးတာနဲ့အငုံမင်းသားချက်ချင်း VC ခေါ်လာတာကျမနဲ့ပြောတော့ဟိုကောင်မလေးနဲ့ကဘာမှမပတ်သက်ဘူးဟိုကောင်မလေးနဲ့ပြောတော့ကျမကသူ့ကိုချစ်လို့သူကတွဲတာတဲ့တူလာတွေ့ပြီးတော့အဲ့ကိစ္စကိုရှင်းပြမဲတဲ့သူ့ကိုမထားခဲနဲ့တဲ့မြေချိုပြီးတော့ပြောပြတာအဲ့ညမှာပဲဘသူကဖုန်းဆက်လာလဲဆိုရင်အငိုမင်းသားရဲ့အမေကကိုရှိဖုန်းဆက်လာပြီအဲ့ဖွားရလေလူကြီးတာဖြစ်နေတာကလေးတယောက်ကိုပိုးဆိုးပက်ဆက်တပြားမတန်အောင်ဖုန်းဆက်လာတာနဲ့ဆဲတယ်အမလေးအဖွားကြီးရေ VC ခေါ်တဲ့ချိန်နဲ့ဘေးမှာရှိရတာနဲ့နင့်သားရှုပ်ပွေတဲ့ရီးစားများတယ်ဆိုတာလဲအစကတည်းကနင်တိပြီးသားအခုကတူနဲ့လက်ထက်တော့မဲ့ကောင်မလေးတို့အင်ကတွရှိလာတိုင်ကြတော့တူကလူကြီးစတိုင်လောက်ရမယ်ပါညာနဲ့ဟန်ဆောင်ပြီးတော့အပြစ်အားလုံးကိုကိုယ့်ပေါ်မှာပဲပြန်တင်တယ်သူ့သားမဟုတ်တဲ့ဟာကိုတူတခွန်းမှမပြောဘဲနဲ့အကောင်ကိုကစနိုက်ကြော်လို့ကိုကသူ့သားကိုတော့ပက်တက်မိလို့ကို့အမကိုကသူ့သားကိုလွယ်လွယ်ကူကူနဲ့ယုံကြည်မိတာကို့အမကို့ဘယ်လောက်ထိတောင်ပြောခဲ့လဲဆိုရင်သူ့သားနဲ့လက်ထက်တော့မဲ့ကောင်မလေးနဲ့ပဲသဘောတူတယ်နေရရောတဲ့အကောင်မလေးနဲ့ရှင်လို့ရလို့လားတဲ့အရှက်မရှိဘူးဘာညာနဲ့တခွန်းလောက်ပြောမယ်အငုံမြန်းသားနဲ့ကိုနဲ့တွဲနေတဲ့အကြောင်းအကယ်၍သူနဲ့လက်ထက်တော့မဲ့ကောင်မလေးမတိခဲ့ဘူးဆိုရင်သူ့မေကလည်းပြောမှာမဟုတ်ဘူးတိတ်တိတ်ကလေးပဲနေမှာအဲ့ဒါကိုအမလေးဟိုကောင်မလေးကအငိုမျက်နှာတို့မိသားစုသူ့ကိုအရန်သဘောကျတယ်လို့ထင်နေတာအခုချိန်ထိလူကြီးတောင်ကိုရှိအဲ့လိုဖုန်းဆက်လာပြီဆိုတော့ကိုကလည်းဟုတ်ကဲ့အန်တီရေအန်တီတို့ရဲ့သားကိုလည်းပြောလိုက်နောက်မှာပဲတော့မှကျမနဲ့လည်းလာမပတ်တက်တော့နဲ့လို့အငိုမျက်နှာကလေသူ့မေဖုန်းမဆက်ခင် 2VC ခေါ်ပြီးတော့ဒီကိစ္စကိုရှင်းပြမယ်ဆိုပြီးမျက်ရည်ချူပြီးတောင်ပြောတည်းရဲ့နော်အခုကကြတော့လုံးဝလူရှာမတွေ့တော့ဘူးလုံးဝပျောက်သွားပြီသူ့မေနဲ့ဖုန်းဆက်ပြီးတိတ်မကြခင်အကောင်မလေးကထပ်ပြီးတော့ဖုန်းဆက်လာတည်းပြက်ပေးမယ်စိတ်ချအဲ့လိုကောင်ကငါမယူဘူးကောင်ကလုံးဝပျောက်သွားတော့ကိုကမြင်သွားပြီတွေ့စိတ်တက်ကိစ္စပေါ်လာရင်ဘာမှအရင်မဆိုင်ရဘူးတို့မေတို့မိမကိုလာရှင်းခိုင်းတယ်ဒါနဲ့မိန်းကလေးအချင်းချင်းမလို့သူနဲ့လက်ထက်တော့မဲ့ကောင်မလေးနဲ့ပြောတယ်နင်အဲ့လိုကောင်ကိုတကယ်ယူမလားအဲ့ကောင်မလေးကဂျင်းစားထားတာများနေတော့အဲ့ဒါငါကန်တယ်နင်နဲ့မဆိုင်ဘူးတဲ့ဟုတ်ကိုရှာရှည်မိတာကိုအမ sorry အဲ့ကနေစပြီးတော့အငိုမင်းသားနဲ့လုံးဝပြတ်သွားပြီဟုတ်တယ်တူနောက်ပိုင်းမှာတခါမှပေါ်မလာတော့ဘူးညမှာပဲအငိုမင်းသားရဲ့ TikTok profile စသဖြင့် social media အားလုံးကသူနဲ့လက်ထက်တော့မဲ့ကောင်မလေးနဲ့အတူတူတွဲရိုက်ထားတဲ့ပုံဖြစ်သွားတာကိုနဲ့ပြက်ချင်တာကိုမပြောရဲလို့သူ့အမေကိုလာပြောခိုင်းတယ်ဆိုရင်လည်းထားလိုက်တော့ဘာလို့မပြက်ချင်တာဟန်ဆောင်ပြီးမျက်ရည်ချူပြပြီးတော့ပန်းနုတွေးလာခင်းသေးလဲအငိုမင်းသားကကိုရှိအဖြေတောင်းတဲ့အချိန်သူနဲ့တာတွဲရင်တဲ့ဘယင်မလိုနေရမယ်တဲ့အခုကတော့သူတို့လက်ထက်ပြီးတော့လက်ကြာပြီအကောင်မလေးပဲအငိုမင်းသားကိုထမင်းခွန်ကျွေးရတယ်လို့ကြားတယ်ဒါပေမဲ့သူ့မိန်းမကသူ့မိန်းမပေါ့အခုဆိုရင်သူနိုင်သွားပြီဆိုတဲ့ပုံစံနဲ့အဲ့လိုမိသားစုနဲ့လက်ထက်မိကတဲ့ကသူဘဝရှုံးပြီဆိုတာသူနားမလဲဘူးအခုဆိုရင်ကိုလဲကောင်လေးရပြီးတော့အဆင်ပြေနေပြီဒါပေမဲ့ယောက်ျားလေးရဲ့ပါဇက်ကိုတော့တော်တော်လေးကိုကြောက်တယ်စိတ်တန်ရတောင်ဖြစ်နေတဲ့အထိဒီနေ့ရဲ့ပုံပြင်ကပြီးတော့ပါပြီရှင်တို့ကလည်း line ပေါ်မှာပဲရည်စားရှာနေ line ပေါ်မှာじゃပစ္စည်းမဝယ်ဘူးခေမာဝင်း online shop KMW Studio ဒီနေ့ကတ်ထားတဲ့မြတ်တောင်အတူကဒီမှာတဘာဝဆန်ဆန်နဲ့တဘာဝဆန်ကြိုက်တဲ့လူကကြတော့ဒီဒီဇိုင်းကိုရွေးချင်နော် Facebook page KMW Studio မှာလိုက်နော်မြတ်တောင်တူဝယ်တာနဲ့ကော်နဲ့အညက်ကိုလက်ဆောင်ထည့်ပေးရနော်ဒီကော်ကမကတ်မှာစိုးရင်စရာမလိုဘူး K တုံးထားတဲ့ကော်ကဒီကော်ပဲကြည့်တနေအောင်ခံတယ်မြတ်တောင်အတူကလည်းမပြက်စီးမချင်းတုံးလို့ရတယ်သူ့ရဲ့အမြင့်ကိုကြည့်လိုက်အကိုင်းတွေကအထူကြီးမဟုတ်ဘူးကတ်လိုက်ရင်လုံးဝတဘာဝဆန်ဆန်နဲ့ထက်ခါလည်းတုံးလို့ရတော့အရန်တန်တယ်နော်အလားကောင်ပစ္စည်းဝယ်ဖို့ဆိုရင် KMW Studio ကိုတတိယလိုက်ပါနော်ပြီးရင်တချို့မေးသေးတယ်မမခေမာဝင်မြတ်တောင်အတူကကတ်လိုက်ရင်ဘယ်နှပတ်ခံလဲမျက်နှာမတစ်ဘူးလားနေတိုင်းမျက်တောင်အတူကတ်တာစိုက်တာမဟုတ်ဘူးလေမျက်တောင်အတူကတ်တာတနေကုန်ခံရင်အရန်ကောင်းနေပြီလို့ပြောရမှာဘယ်နှပတ်ခံလဲဟာလားဒီခမရတို့ရှိမှာဘယ်လိုထူးဆန်းတဲ့အတွေ့အကြုံရှိသေးလဲခေမာဝင်းရှိမှာပို့ပေးဖို့မမေ့နဲ့နော်တိပြီလားကောင်းရွေး